လိုက်တာလေ ကိုနေကျော်ကြီး ဟာ အမေထွက်တပည့်နိုင်ကိုအရင်ဆုံးရောက်နေတယ် ဟာရောက်ဆိုထွက်တယ်နိုင်ကကိုဩနဲ့ကိုနေကျော်ဆုချမယ်တဲ့ ဟာဘာနဲ့ချမှာလဲ ဒုံနဲ့ အဲဟုတ်အဲစောင်းတွေသူကြီးစရာပြောပြီး ကိုဝါသနာဦးဗျာ အခုထွက်တပည့်နိုင်က อืม တောက်ရီတန်းကနေပြီးတော့အုတ်ကောင်းနေလေးကြောက်တီးသန့်ခေါ်တာ ဘာဖြစ်လို့ ဟာအာကစားအတွက်လိုက်စားပါတဲ့ ဩ သူ့တွေချမယ်တဲ့ ဟုတ်လား မြတ်အာကစားလုံတော့ ဟာလို့မှာပေါ့အာကစားတော့ဘာလို့လဲမမင်းနဲ့ကိုကချရှိုးချတယ်ကိုမိကသားတယ်ဘူးကြီးတွဲတယ် ဒီလိုဆိုမင်းလည်းငါပါတယ် ဟင် ငါ20ပေါက်အာကစားပါသူဖဲချခိုင်းတာမဟုတ်ဘူး ကျွန်တော်ထိုးတယ်အာရင်ဒီလေးရဲ့ ပြီးစီးရဲ့အာကစားနဲ့ပတ်သက်လာရင်ကိုနေကျော်ကြီး ရ အုပ်အောအထင်မသေးပါနဲ့ သိပါ အာကစားနဲ့ပတ်သက်လာရင်အခြေတနည်းမပတ်ပါဘူးအုပ်အောဆိုတာရွှေကြီးသမက်ပါသိတယ်မလား သိတာပေါ့ကြီးကန်းသုံးကောင်တကောင်ဖာကောင် အုပ်အောလို့ဆိုမှာကိုနေကျော်ကြီးအာကစားနဲ့ပတ်သက်လာရင်ရိုးနဲ့ရိုးတဲ့ ဟုတ်လား အုပ်အောတို့ဦးလေး อืม မီတာတစ်ထောင် ပြေးတာလား မဟုတ်ခိုးရောင်လား လေကြောင်လည်းအထင်မသေးပါနဲ့ဗျ အမှန်မသေးပါဘူးကိုဒီတော်မသေးပါဘူး ကျုံကြီးလေးမြားပြည့်ချင်ပြီးရင် အိုးဘယ်မှာပြစ်တာလဲ ပွဲစည်းစမ်းပါလေ ဝယ်သေးတယ်မှာပြစ်တာပြန်လာပြစ် อืม ဒါဘာဟုတ်သေးလဲဗျ ဘာဖြစ်တော့ အုပ်အောတို့အတော်မှာအလေးမာတာ ဘဲပြိုင်ပွဲမှာတော့ ဟိုသေးတယ်မှာငါးယောင်းရင်းနဲ့မာတာ အဲ့ဒါဘာဟုတ်ပြီလေကိုကျုပ်ပါကြီးပေါင်900လောက်လေးတဲ့ဝိတုံကြီးကို အော်မာတာ ဖုံတော့တာ အကစားနဲ့ပတ်သက်လာရင်မောင်နေကျော်ကြီး ပြောပါ နိုင်ငံပေါင်းစုံရောက်ဖူးတဲ့အုပ်အော ဘယ်နိုင်ငံနဲ့ရောက်ဘူးတော့ ဘယ်နိုင်ငံမလဲအင်္ဂလန်ဂျာမနီဘယ်ကန်ဟောလန်ကိုလံဘီယာဆီနီကောအီတလီတူရကီပေါ်တူဂီဘရာဇီးဒီရဲကိုညာကိုကိုမှုတိုတေပတ်တိုလာနိုင်ငံပေါင်းစုံရောက်ဖူးတယ် မြန်မာပြည်မှာလေဗျာတကယ် အင်္ဂလန်မှာလည်းဒီနေ့ရရှိတယ် အဲ့ဒါမှရှိသေးတာ မောင်နေကျော်ကြီး ညာ ဒီလိုရှိတယ်ကွာ อืม အကစားလောကမှာနိစနစ်ရှိတယ်နော် ဟာရှိတာပေါ့ အကစားလောကရဲ့နိစနစ်မှာဖရိကျစ်ကောင်းတဲ့အုပ်အောဘောသမား ဟာဘာမှတက်ခွဲတာလဲ ဆေးရုံမှာတက်ဖွဲ့ဘောလုံးလောကမှာတာတုံနဲ့နေကြော อืมပြော အ တာ ပေးယူခမိုင်ပိုက်မန်ယူအသင်းကကြိုက်မန်ယူအသင်းကကြိုက်တဲ့အုပ်အော อืม သူကြိုက်ပေမဲ့အလကားဂျူဗီတက်ကိုသွား ဩဂျူပင်တက်ကိုပေါ့ ဂျူဗီတက်ကိုမကြိုက်သေးချက်စီအသင်းကိုပြေးတယ် ဩသူကချဲစီအသင်းလည်းရောက်ခဲ့သေးတာဟုတ် ဒါဒီဘက်က ပြောသားမ ကျေးပို့ပေးလို့တစ်ခါကူနောက်ထပ်လီပါဘူးတဲ့ မဲ မကြပါဘူးပြောင်းလိုက်တယ်နောက်ဆုံးအာဆင်တယ် မဲ ကပ္ပအလယ်မှာရှန့်ရှန့်တက် ဘာဖြစ်တော့ သူ့ဝနာကွင်းမှာအုပ်အောပေါ်လုံးကောက်